Iran American Israel စစ်ပွဲဖြစ်ပွားတာတပတ်မပြည့်သေးခင်မှာပဲ NATO အုပ်စုတွေကပါဒီစစ်ပွဲမှာပါဝင်လာဖို့ရှိနေတာပါအကယ်၍သာအီရန်ရဲ့နောက်ွယ်ကနေပြီးတော့ရုရှားနဲ့တရုတ်တွေကသာဗီဇာထိုးပေးနေမယ်ဆိုရင်ဒီစစ်ပွဲဟာထင်ထားတာထက်ကိုပိုပြီးကြာသွားနိုင်ပါတယ်လက်ရှိမှာတော့ American သမ္မတဟာတလကနေပြီးတော့6ပတ်အတွင်းကိုသူဒီစစ်ပွဲကိုအပြတ်ဖြတ်မယ်လို့ပြောပေမဲ့လည်းလက်ရှိအခြေအနေအရဒီထက်ပိုကြာသွားနိုင်တဲ့အခြေအနေတွေကိုလည်းတွေ့နေရတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာယမန်နေ့ကနေပြီးတော့73စီသုံးဆွဲရေးနဲ့ပတ်သက်ပြီးတော့စုံစမ်းမှာကဏ္ဍတရက်မောင်းတရက်နာအစီအစဉ်ကိုထုတ်ပြန်ကြေညာလိုက်ပြီးတဲ့နောက်မှာကျွန်တော်မြန်မာနိုင်ငံသားတွေထုံးစံနိုင်ပဲ panic buying လို့ခေါ်တဲ့ပစ္စည်းတွေပြေးဝယ်တာမျိုးတွေစီးပြေးတန်းစီတာမျိုးတွေဖြစ်ပေါ်နေတဲ့အတွက်ကြောင့်မလို့ခုချိန်မှာစီလိုချင်တယ်ဆိုလို့ရှိရင်တန်းရှည်ပြီးတော့စောင့်ဆိုင်ရတဲ့အခြေအနေမျိုးရောက်ရှိနေတာဖြစ်ပါတယ်အကယ်၍သာကျွန်တော်တို့ဒီအာရှနိုင်ငံတွေနိုင်ငံတကာမှာပူပန်နေရတဲ့အတိုင်းဒါဒီစီဟာပြက်လက်သွားမယ်ဆိုရင်အလွယ်တကူဝယ်လို့မရဘူးသာဖြစ်မယ်ဆိုလို့ရှိရင်ဘာတွေဖြစ်လာနိုင်မလဲမြန်မာနိုင်ငံကတော့လွယ်လွယ်ပြောတာပေါ့နော်ရုရှားနိုင်ငံနေပြီးတော့သွားယူလိုက်မှာပေါ့လို့ပြောတာပေါ့ဒါဟာ global problem ဖြစ်ပါတယ်နိုင်ငံတကာကဖြစ်နေတဲ့ပြဿနာဖြစ်ပါတယ်တကယ်အရေးကြုံမယ်ဆိုလို့ရှိရင်ကိုယ့်နိုင်ငံရဲ့ပြဿနာကိုကိုယ်ပဲရင်ဆိုင်ရမှာဖြစ်ပါတယ်ဒါကြောင့်ရုရှားပေးခဲ့မယ်ဆိုရင်တော့မြန်မာနိုင်ငံလိုတလောက်လုံလောက်ထုတ်ပေးနိုင်မပေးနိုင်ဆိုတာလည်းပြန်လည်ပြီးသုံးသပ်ရမယ့်အခြေအနေဖြစ်ပါတယ်ဒီတော့ရင်နိုင်ငံတော်အစိုးရကတော့စီစေးတွေမတက်ဖို့မောင်ခိုဈေးကွက်ကိုဒါမပြုတ်လို့ဖို့ဆိုပြီးတော့ညွှန်ကြားထားတာရှိပေမဲ့လည်းထုံးစံအတိုင်းပဲပေါ့နော်အစင်လာမပြတ်ဒီစီဝယ်လို့မရအောင်ဆိုရင်ရတဲ့နေရာနဲ့ပြီးတော့ရတဲ့ဈေးပေါက်ဈေးနဲ့ဝယ်ပြီးတော့သုံးဆွဲကြမှာဖြစ်ပါတယ်အဲ့ဒီလိုသုံးဆွဲလာတဲ့အခါမှာ transportation charges တွေပို့ပြီးတော့တက်လာမှာဖြစ်ပါတယ် transportation charges တွေကုန်တက်လာတဲ့အတွက်ကြောင့်မလို့ကုန်ဈေးနှုန်းတွေဟာလည်းမြင့်တက်လာမှာဖြစ်ပါတယ်နောက်ပြီးတော့ပြည်သူလူထုဟာအရင်လိုမျိုးသွားလာနိုင်တဲ့အခြေအနေမျိုးမရှိတဲ့အတွက်ကြောင့်မလို့ဈေးဆိုင်တွေเนาะဆိုင်တော်များများမှာလည်းစားတောက်မဲ့သူတွေရောင်းဝယ်ဖောက်ကားတဲ့သူတွေကလည်းလူပါသွားတာမျိုးတွေအယောင်းဝယ်ပါသွားတာမျိုးတွေဆက်စပ်မပြတ်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်အဲ့တော့တရမောင်းတရနာအစီအစဉ်ကြောင့်လမ်းပေါ်မှာလူပါသွားမယ်သွားလာတဲ့သူနေသွားမယ်စားတောက်တဲ့သူနေသွားမယ်သွားလာစားတောက်တဲ့သူနေသွားတဲ့အတွက်ကြောင့်မလို့ဆိုင်သမားတွေเนาะအယောင်းဝယ်သမားတွေဟာအယောင်းဝယ်ပါသွားမယ်အဲ့တော့ကျွန်တော်တို့ရဲ့ကုန်သွယ်စီးပွားရေးကိုပါဒီစီကဏ္ဍကနေပြီးတော့တိုက်ရိုက်သွားပြီးတော့ဆက်နေတယ်ထိခိုက်နေတယ်ဆိုတာမျိုးကိုကျွန်တော်တို့သိရပြီဖြစ်ပါတယ်ဒီကာလဟာဘယ်လောက်ရှည်လျားသွားမယ်ဆိုတော့မသိတဲ့အတွက်ကြောင့်မလို့ကျွန်တော်အကောင်းဆုံးသောနည်းလမ်းဟာခြွေတာရေးလမ်းစဉ်ပါပဲကျွန်တော်တို့လက်ရှိမှာရှိနေတဲ့စီကိုဆိုင်တွေရတယ်ထိမ့်ပြီးရောင်းဖို့ကျွန်တော်တို့တွေကထိမ့်ပြီးသုံးဆွဲဖို့ပေါ့အဲကျွန်တော်ဆိုဘယ်လိုပြောထားလဲဆိုရင်ကားသွားလို့ရှိရင်အဲကွန်ပိတ်ပြီးတော့မောင်းတယ်မှန်ချပြီးတော့မောင်းတယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလေးနဲ့တော့သွားနေတာပေါ့ဘာလို့ဆိုအဲကွန်ဖွင့်လို့ရှိရင်စီကနှစ်ဆပိုကုန်တာဟုတ်အဲ့တော့အထူးသဖြင့်ပေါ့ညနေအေးတဲ့အချိန်လေးမနက်အေးတဲ့အချိန်လေးရွေးပြီးမောင်းတယ်ပေါ့နေ့နဲ့နေကင်းဆိုတာတအားပူတာပေါ့နော်အဲ့တော့ကိုယ့်ကိုညံရှိသလိုပဲစဉ်းစားဆုံးဖြတ်ပြီးတော့လောက်ရတော့ပေါ့ဗျာ